Michael Jackson died. What? Michael Jackson dead? No! Michael Jackson just died. Shit! 2009 ခုနှစ်ဇွန်လ25ရက်နေ့ဖော်ပြန်မိုက်ကယ်ဂျက်ဆန်ဟာနှလုံးရက်ပြီးရုပ်ပြက်ကွယ်လွန်သွားခဲ့ပါတယ်။ဒီတင်းထွက်လာချိန်မှာလူတိုင်းရဲ့ပထမဆုံးတုံ့ပြန်မှုကမဖြစ်နိုင်ဘူးဆိုတာပါပဲ။ 突然有个人手机上来一条信息说迈克尔·杰克逊去世了，我说不可能，开玩笑的吧？谁胡说八道？ တချို့ဆိုရင်ဒါကိုနောက်ပြောင်နေတဲ့ကောလာဟာလာတစ်ခုလို့တော့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့သူတကယ်ပဲထွက်ခွာသွားခဲ့ပါပြီ။သူ့ကိုတည်ဆုံးစေခဲ့တာကယောဂဘီတစ်ခုသေးကြောင့်မဟုတ်ပါဘူး။နှစ်ပေါင်းများစွာဆွဆောင်လာခဲ့တဲ့နာကျင်မှုတွေနဲ့အထီးကျန်ဆန်မှုတွေကသူ့ကိုအဆုံးသတ်စေခဲ့တာပါ။ How often would he beat you? Too much. Would he only use a belt? Why do you do this to me? မိုက်ကယ်ဟာဖိနှိပ်ချုပ်ချယ်မှုတွေများတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရသူပါအမားယွန်းအနေငယ်ရှိတာနဲ့ဖခင်ဖြစ်သူရဲ့ခပတ်နဲ့ရိုက်နှက်ဆုံးမခြင်းကိုအမြဲလိုခံခဲ့ရပါတယ် I never got love from him. He never hold me or touch me. သူ့ရဲ့ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီးမကြာခဏလောင်ပြောင်ခံခဲ့ရတဲ့အတွက်ငရေတဲ့မိုက်ကယ်ရဲ့စိတ်လုံးမှာကုစားမရတဲ့အမားယွန်းတွေကြံရခဲ့ပါတယ်ငရွယ်ချိန်ကလေးကအောင်မြင်မှုတရဖူစောင်းနိုင်ခဲ့ပေမဲ့စင်မြင့်တက်က PR တွေကသူ့ကိုအမြဲတမ်းခြောက်လန့်နေခဲ့ပါတယ် And right across the street from the recording studio was a ballpark. And I could hear the kids. And some of those times I so passionately wanted to just go over there and just play a little and not go to the recording studio and sing. အဆိုးဆုံးကတော့သူ့ရဲ့အရေးပြားအယောင်နဲ့ပတ်သက်တဲ့ကောလာဟာလာတွေပါပဲသူဟာလူမျိုးရေးခွဲခြားတဲ့သူမဟုတ်ခဲ့ပါဘူးသူ့ရဲ့နူးညံ့ပြီးကျင်နာတတ်တဲ့စိတ်ထားကြောင့်ဒီလိုလှုပ်ကြံဆွဆွဲချက်တွေကိုပြန်လည်တုတ်ပြန်တိုက်ခတ်ခြင်းလည်းမရှိခဲ့ပါဘူးမိုက်ကယ်ဂျက်ဆန်ဟာသူ့ကိုယ်သူကောက်ွယ်ဖို့အားနည်းခဲ့ပေမဲ့တခြားသူတွေကိုကူညီဖို့တော့အမြဲအသင့်ရှိနေခဲ့ပါတယ်ပရိုက်တာအဖွဲ့အစည်းပေါင်း39ခုကိုထောက်ပံ့ပေးနိုင်ခဲ့လို့ Green Net မှတ်တမ်းလည်းဝင်ခဲ့ပါသေးတယ်1985ခုနှစ် We Are The World ဆိုတဲ့တခြင်းနဲ့အတူအာဖရိကငတ်မခေါင်းပါမှုကယ်ဆယ်ရေးအတွက်ထိပ်တန်းနုပညာရှင်45ဦးဦးဆောင်စုစည်းပြီးရမုံငွေရှာပေးခဲ့ပါသေးတယ်သူ့ရဲ့ဝင်ငွေအများစုကိုကူညီမဲ့နေတဲ့ဒုက္ခသည်တွေစီပေးကမ်းလူဒန်းခဲ့ပါတယ်ကလေးတွေကိုအလွန်ချစ်တဲ့သူ့ကိုကလေးသူငယ်စော်ကားမှုဆိုတဲ့အဆိုးအဆုံးဆွဆွဲချက်တွေနဲ့မီဒီယာတွေကလှုပ်ကြံခဲ့ကြပြန်ပါတယ်အဲ့ဒီအတွက်12နှစ်ကြာတရားရင်ဆိုင်ခဲ့ရပြီးနောက်ဆုံးမှတရားရုံးကသူ့မှာအပြစ်မရှိကြောင်းအပြည့်အဝအဆုံးဖြတ်ပေးခဲ့ပေမဲ့လူထုအမြင်မှာတော့သူဟာအစွန်းအတင်းခံခဲ့ရပါပြီသူဟာအထီးကျန်မှုကိုအလွန်ကြောက်ရွံ့ခဲ့ပေမဲ့မအောင်မြင်တဲ့အိမ်ထောင်ကြီး20နဲ့အတူသူ့ဘဝဟာအထီးကျန်မှုတွေနားလည်မပေးနိုင်မှုတွေနဲ့ပြည့်နေခဲ့ပါတယ်1989ခုနှစ်တရုတ်နိုင်ငံကွမ်တုံပြည်နယ်ကကျုံဆန်းဆိုတဲ့ရွာလေးတစ်ရွာကိုသူရောက်ခဲ့ပူပါတယ်ဟောင်ကောင်ရဲ့ဆူညံမှုတွေနဲ့ကွာခြားစွာအဲ့ဒီရွာလေးရဲ့ဝေးချမ်းမှုရိုးသားမှုတွေကသူ့ကိုအလွန်သဘောကျစေခဲ့ပါတယ်လူတိုင်းဟာအရှောင်းသဘောကောင်းပြီးရိုးသားကြတယ်အဲ့ဒီမှာကျွန်တော်တကယ်ပဲစိတ်အေးချမ်းမှုရခဲ့တယ်ဒီစကားတွေကတစ်ဆင့်ကဘာကျော်ပေါ့ဘရင်တစ်ပါးရဲ့တကယ်တမ်းလိုလားတောင့်တခဲ့တာဟာတာမန်ဘဝရဲ့အေးချမ်းမှုတွေဆိုတာပေါ်လွင်နေပါတယ်သူ့ရဲ့ဘဝဟာခြေခွဲစရာတွေနဲ့အဆုံးသတ်ခဲ့ပေမဲ့သူချန်ထားရခဲ့တဲ့အချစ်ယူဆိုင်မှုနဲ့ကယ်တင်ရှင်တရားတွေကတော့ကဘာသွမ်းကလူသားတွေရဲ့နှလုံးသားထဲမှာဆက်လက်ရှင်သန်နေစေပါ The sound of approval rose across the universe and the whole world abounds in magic. Wonder fills our hearts for what we have glimpsed for an instant, the playfulness of life.